ယောဟိဗုဒ္ဓတာတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောရိတာဇယံတရဏာဂကနာမေတိနောဇယောဟိဗုဒ္ဓတာတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောဒိတာဇယံတရဏာဂကနာမေတိနောအယံအတ္တမရှိကဲမံပိလျက်တရှိကဲ့တွင်ဤမြေပြင်နှင့်ကောင်းငယ်ရိုက်ကျူးဤအောင်မြင်မှုအထူးသည်ကတိရိမတောသက္ကဝလဤလောကဝယ်ရှိသည်မြဥတ္တုံကောင်းသိမ်ကုန်တို့နိုင်ပုံရှင်စေမတူပေသာကျက်သေးတော်ပေါင်းဆိုအောင်ကိန်းပြောရလည်းဖြစ်တော်မူ၏ထသောဗုဒ္ဓတာယိသစ္စာညေယဟုသည်မြကိုမြူစမဲ့ကြံတပင်ဉာဏ်ဖြင့်အမှန်သိမြင်ဘုရားရှင်ကိုရောမြတ်ကြီးသာလျင်ဇယောလူမင်းနမင်းမြမမင်းတို့ကောင်းတင်ချိတ်ဉဏ်အောင်ပွဲတော်ခံယူခြင်းပေ၏ပါပိမတောယုံမှဉဉဏ်ပညာကံ၍အန္တစင်စစ်ဧကံဖြစ်သောမာရတသဘောဓိမဂိုင်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမီစစ်ကြီးချီ၍ရှိတိငြိမ်ညောင်းမြေပြင်ဆောင်များချိန်မောင်းတိုက်ခိုင်လာသောမနတာဤတိကပရာဇယောဘုံရှိန်ကုန်ကြောက်တက်ကိုခောက်၍နောက်သို့ပြန်ကျုပ်ရန်စမြုပ်ကိုမတုံနိုင်ပဲဘုံမုံလည်း၍စေပွဲကြီးရှုံးနေခြင်းပါပေ၏ဣတိသောတရထောမာနကိုအောင်မြင်သည့်နေ၌ဘောရိမန္တေသဗ္ဗညုညံယေတံကြည်ယအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောရိတနှင့်တဲ့အာယံရွှင်လန်းဝမ်းမြောက်ကြကုန်သောနာဂနတ်နဂဘောင်းတို့သည်မေတိနောတိလက္ခဏာစသည်ကျေသူကိုအထုကိုရှိဘူးရှာမိလေးကျတော်မူပြီးသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏ဇယံကောင်းတင်ချိတ်ဉဏ်အောင်ပွဲသံကိုဩဃောတယုံသက္ကဝါတိုက်တောင်းလုံးခိုက်အောင်ကျူးရိုက်ထွေငောကြွေးကြော်တော်မူကြလေကုန်ပြီတကားဇယောဟိဗုဒ္ဓတာတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောဒိတာဇယံတရဏာဂကနာမေတိနောအယံအတ္တမရှိကဲမံပိလျက်တရှိကဲ့တွင်ဤမြေပြင်နှင့်ကောင်းကင်ရိုက်ကျူးဤအောင်မြင်မှုအထူးသည်ကဇယံတရသုပ္ပန္နတံဃာတိရိမတောသက္ကဝါဤလောကဝယ်ရှိသည်မြဥတ္တုံကောင်းသိမ်ကုန်တို့နိုင်ပုံရှင်စေမတူပေသကျက်သေးတော်ပေါင်းစုအောင်ကိန်းပြောရာဖြစ်တော်မူထသောဗုဒ္ဓတာဟိသစ္စာညေယဟုသည်မြကိုမြူစမကြံတပ္ပဉာဏ်ဖြင့်အမှန်သိမြင်ဘုရားရှင်ကိုရောမြတ်ကြီးဤသာလျင်ဇယောလူမင်းနမင်းမြမမင်းတို့ကောင်းတင်ချိတ်ဉဏ်အောင်ပွဲတော်ခံယူခြင်းပေ၏ပါပိမတောယုံမှဉဉဏ်ပညာကံ၍အန္တာစင်စစ်ဧကံဖြစ်သောမာရတသဘောဓိမဂိုက်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမည်စစ်တီချီ၍ရှိတိချိန်ညောင်းမြေပြင်ဆောင်များချိန်မောင်းတိုက်ခိုင်လာသောမာနတဤကပရာဇယောဘုံရှိန်ကုန်ကြောက်တက်ကိုခောက်၍ဘုံရှိန်ကုန်ကြောက်တက်ကိုခောက်၍နောက်သို့ပြန်ကျုပ်ရန်စမြုပ်ကိုမတုံနိုင်ပဲဘုံမုံလည်း၍စေပွဲရှုံးနေခြင်းပါပေသည်ဣတိသို့တရထိုမာနကိုအောင်မြင်သည့်နေ့၌ဘောရိမန္တေသဗ္ဗညုညံယေတံကြည်ယအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောဒိတနှင့်တဲ့အာယံရွှင်လန်းဝမ်းမြောက်ကြကုန်သောသူပန္နတံဃာကလုံမင်းအပေါင်းတို့သည်မေတိနောတိလေခန္ဓာစသည်ကျေစုကုန်အထုကိုရှိဘူးရှာမိလေးကျက်တော်မူပြီးသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏ဇယံကောင်းတင်ချိန်ဉဏ်အောင်ပွဲတံကိုဩဃောတယုံသက္ကဝါတိုက်တောင်းလုံးခိုက်အောင်ကျူးရိုက်ထွေးငောကြွေးကြော်တော်မူကြလေကုန်ပြီတကား
ဇယောဟိဗုဒ္ဓတာတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောဒိတာဇယံတရာဒေဝကနာမေတိနောအယံအတ္တမရှိကဲမံပိလေတရှိကဲ့သွင်းဤမြေပြင်းနှင့်ကောင်းကရာဤကျိုးဤအောင်မြင်မှုထုသည်ကတိရိမတောသက္ကဝလဤလောကဝယ်ရှိသည်မြဩသုံးကောင်းသိမ်ကုန်တို့နိုင်ဘုံရှင်စေမတူပေသာကျက်တရေအပေါင်းစုအောင်သိမ့်ပြောရလည်းဖြစ်တော်မူထသောဗုဒ္ဓသာသစ္စာညေယဟုသည်မြကိုမြူစမကြံတပ္ပဉာဏ်ဖြင့်အမှန်သိမြင်ဘုရားရှင်ကိုရောမြတ်ကြီးဤသာလျင်ဇယောလူမင်းနမင်းမြမမင်းတို့ကောင်းတင်ချိတ်ညံအောင်ပွဲတော်ခံယူခြင်းပေ၏ပါပိမတော်ယုံမှဉဉ္ဉံပညာကမ်း၍အန္တာစင်စစ်ဧကံဖြစ်သောမာရတသဗောဓိမကိုက်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမြင်စစ်ကြီးချီ၍ရှစ်တီငြိမ်ညောင်းမြေပြေစောင်းမြချိန်မောင်းတိုက်ခိုက်လာသောမာနတဤကပရာဇယောဘုံရှိန်ကိုကြောက်တက်ကိုခေါက်၍နောက်သို့ပြန်ကျုပ်ရန်စမြုပ်ကိုမတုံနိုင်ပဲဘုံဘုံလည်း၍စေပွဲရှုံးနေခြင်းပါပေသည်ဣတိဤသို့တရထိုမာနကိုအောင်မြင်သည့်နေ့၌ဘောဓိမန္တေသဗ္ဗညုညံရင်တံကြည်ယာအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောဒိတာနှင့်တဲ့အာယံရှင်လန်းဝမ်းမြောက်ကြကုန်သောဒေဝဂနာတောင်းစကြဝဠာရှိကြကုန်သောနတ်အပေါင်းတို့သည်မဟိသိနောတိလခန္ဓာစသည်ကျေစုဂုံအထုကိုစေဘူရှာမီလေးကျက်တော်မူပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏ဇယံကောင်းတင်ချိန်ညံအောင်ပွဲသံကိုဩဃောတယုံသက္ကဝတိုင်းတောင်းလုံးခိုက်အောင်ကျူးရိုက်ထွေးငေါ်ကြွေးကြော်တော်မူကြလေကုန်ပြီတကားဇယောဟိဗုဒ္ဓတတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောဒိတာဇယံတတာဗျမ္မခနာပိမဟေတိနောအယံအတ္တမရှိကမံမိလေသက်ရှိကဲ့သွင်းဤမြေပြင်နှင့်ကောင်းကင်၏ကျိုးဤအောင်မြင်မှုအထူးသည်ကတိရိမတောသက္ကဝလဤလောကဝယ်ရှိသည်မြဩသုံးကောင်းသိမ်ကုန်တို့နိုင်ဘုံရှင်စေမတူပေသာကျက်သေးသောအပေါင်းစုအောင်ကိန်းပြောရလည်းဖြစ်တော်မူပါပေထသောဗုဒ္ဓတာဤသစ္စာညေယဟုသည်မြကိုမြူစမကြံတပ္ပဉ္ဉံဖြင့်အမှန်သိမြင်ဘုရားရှင်ကိုရောမြတ်ကြီးသာလျင်ဇယောလူမင်းနမင်းမြမမင်းတို့ကောင်းတင်ချိတ်ညံအောင်ဝဲတော်ခံယူခြင်းပေ၏ပါပိမတော်ယုံမှဉဉ္ဉံပညာကမ်း၍အန္တာစင်စစ်ဧကံဖြစ်သောမာရတသဘောဓိမကိုက်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမြည်စေကြီးချီ၍ရှစ်တီငြိမ်ညောင်းမြေပြင်ဆောင်မြချိန်မောင်းတိုက်ခိုက်လာသောမာနတဤကပရာဇယောဘုံရှိန်ကိုကြောက်တက်ကိုခေါက်၍နောက်သို့ပြန်ကျုပ်ရန်စမြုပ်ကိုမတုံနိုင်ပဲဘုံဘုံလည်း၍စေပွဲရှုံးနေခြင်းပါပေသည်ဣတိဤသို့တရထိုမာနမင်းကိုအောင်မြင်သည့်နေ့၌ဘောဓိမန္တေသဗ္ဗညံသဗ္ဗညုညံရင်တံကြည်ယာအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောဒိတာနှင့်တဲ့အာယံရှင်လန်းဝမ်းမြောက်ကြကုန်သောဗျမ္မာခနာပိဗျမမင်းအပေါင်းတို့သည်လေမဟိတိနောတိလခန္ဓာစသည်ကျေစုကဝတ္ထုကိုစေဘူးရှာမိလေးကျက်တော်မူပြီးသောမြတ်စွာဘုရား၏ဇယံကောင်းတင်ချိန်ညံအောင်ဝဲသံကိုဩဃောတယုံသက္ကဝတိုင်းတောင်းလုံးခိုက်အောင်ကျူးရိုက်ထွေးငေါ်ကြွေးကြော်တော်မူကြလေကုန်ပြီတကား